20ချစ်ဖွယ်တို့ရဲ့3ပွင့်ဆိုင်ဇလန်းအားလုံးပဲမင်္ဂလာပါထားထားတဲ့ရှားကြားတို့ channel ကနေကြိုဆိုလိုက်ရပါတယ်20ချစ်ဖွယ်တို့အမြင့်တွေ့ပေမဲ့ပြစ်ပက်ခန်းတဲ့တခုတည်းသောစူပလာကိုပြပါဆိုရင်ဥရောပချန်ပီယံလိဆိုတဲ့ဥရောပရဲ့အရှိမြင့်ဆုံးကလပ်တင်းစူပလာကြီးပါပဲမနစ်ကလည်းဒီချိန်ဒီအသင်းကိုဒီလိုမျိုးတူညီတဲ့ရလဒ်နဲ့နှစ်ထပ်ကွမ်းတီးခံခဲ့ရလို့စီမီကနေထွက်ခဲ့ရတာလဲ20ချစ်ဖွယ်တို့ရဲ့ပြစ်ပက်ခန်းခဲ့ရတဲ့ချန်ပီယံလိဖလားဇက်ကြောင်းပါပဲမနစ်ကတည်းပို့ပြီးတော့ထူးကြတာတော့ဟိုနေ့ကပဲပရီးမီးယားလိဖလားကို20ကြာမှရလို့ချစ်ဖွယ်ပါလားဆိုပြီးတော့လူတိုင်းကကောင်းကြီးရောပါပေးခဲ့ကြပေမဲ့လွန်ခဲ့တဲ့20ကျော်လောက်ကရှုံးပွဲမရှိရဘူးတဲ့စူဖလားဖြစ်လို့အခုရတဲ့စူဖလားကမထူးဆန်းတဲ့ဝူမန်တွေလိုပဲလို့ပြောလို့ရသလိုချစ်ဖွယ်တို့ပြစ်ပယ်ခံရတာကဥရောပချန်ပီယံလိဆိုတဲ့အဓိကစူဖလားပါပဲအက်ဆွန်ဗီလာနဲ့ဘဲလစ်ကပါဒီနှစ်ပါဥရောပစူဖလားတွေပတ်သိမ်းနေချိန်မှာ20ချစ်ဖွယ်တို့လည်းဥရောပချန်ပီယံလိဖလားကိုအမြင့်တွယ်ပြီးတော့ပြစ်ပယ်မခံဖို့လိုလားနေတာပဲဖြစ်ပါတယ်ဒါမဲ့ချစ်ဖွယ်တို့ပြစ်ပယ်ဖို့ဆိုရင်အရှိကနေကာစီးနေတဲ့ပြစ်တွယ်မဲ့ချစ်ဖွယ်တို့ရဲ့ရန်သူတော်ဟောင်းကြီး BSG ပါပဲမနေ့ကလည်း20ချစ်ဖွယ်တို့ဟာပြစ်တွယ်ဖို့လာတဲ့ပြင်ပရိသတ်တွေကလည်းချစ်တယ်တို့ဘာတို့နဲ့ဖလားနှလုံးစားသုံးပြီးတော့မင်းတို့တအားမုန်းနေတဲ့အသင်းကတအားကျုံနေဆိုပြီးတော့ကြွေးကြော်ခဲ့ကြတာပဲဖြစ်ပါတယ်20ချစ်ဖွယ်တို့ကတော့ပြစ်ပယ်လို့များတဲ့ Formula Nice နဲ့ချော်ကလည်းပေါ်တာဆွဲတဲ့ကစားကွက်နဲ့ဆိုတော့ချစ်ဖွယ်တို့ကတော့ညစ်တယ်လို့တော့သွားပြောလို့မရအောင်တင့်တယ်နေတာပါပဲစောစီချစ်ဖွယ်တို့20ဘူးစောင်းရတာနဲ့တန်အောင်ချန်ပီယံလိဖလားရဘူးတဲ့ချစ်ဖွယ်တို့ရဲ့ကင့်မယ်ဆိုတဲ့ကင်းကင်ကထမင်းဆိုင်အကောင်မလေးတွေကိုအတင်းပိုင်ကွာဆိုပြီးတော့တီးပေးလိုက်တာ20ချစ်ဖွယ်တို့လည်းဟင်းမယ်တွေဘာတွေဖြစ်ကုန်ကြတာလိုင်းမော်နဲ့ကြာကျူးတနက်လိုအတန်ကြောင့်ဖားသည်တဒတ်တွေဖြစ်ကုန်တော့တာပါပဲဒါမဲ့20ချစ်ပွဲတို့ရဲ့ရှေးမှုမပြတ်မူလားလက်ဟောင်းအောင်မင်္ဂလာတကုံရီဟာကွက်နဲ့တော့တပုံးလေးတောင်လာလို့မရတော့ပါဘူး20ချစ်ပွဲတို့ကဒုတိယပိုင်းမှာ DJ ဆိုင်းတို့ထင်အားဆိုင်းတို့ချစ်ပွဲတို့ညစ်တယ်တွေဖြစ်ကုန်လို့ဒန်လီဝဲတဲ့ကြီးတွေဝဲတဲ့ဆိုတဲ့ဒန်မီလီကဒီးပေးလိုက်တာချစ်ပွဲတို့ဘိန်းနေသည်ဒွင်းသည်ပလန်တွေနဲ့သေးတွေပါတီကြကုန်တယ်ဖြစ်ကုန်တော့တာပါပဲဒါပဲချစ်ပွဲတို့ကချိန်မူမှာလဲပြစ်လဲပြစ်ပယ်ခြင်းစရာကောင်းအောင်လို့ဘာမှမလုပ်ပြနိုင်တော့20ချစ်ပွဲတို့အမြင့်ထွယ်နေတဲ့စိုင်းနေမှတ်တမ်းစိုးကိုခြေဖြတ်ခဲ့နိုင်ခြင်းမရှိအောင်ကိုကန်ကြမာကိုဖန်တီးရမယ်ဘိန်းနေသည်ဆက်ရှင်ကိုရောက်သွားခဲ့တာပါချစ်ပွဲတို့ပြစ်ပယ်ဖို့လက်တကန်းလိုမှာဂါဘရီယဲကတလုံးမှမဖမ်းမိတဲ့ဂိုးသမားကိုဒေါ်မီလောင်တုံးစူပါမန်လှုပ်ပြလိုက်တာချစ်ပွဲတို့20အမြင့်တွယ်ပြီးတော့ပြစ်ပယ်ပြီးသားဘွားကိုဒုတိယချိန်ဒုတိယလူအနေနဲ့နှစ်ထပ်ကွမ်းရောက်ရှိခဲ့ရတာပဲဖြစ်ပါတယ်ပြိုင်ပွဲတစ်ခုလုံး20ချစ်ပွဲတို့ကရှုံးစွာပါမယ်မသိပေမဲ့ဘိုလ်ပွဲမှာတော့မပြိုင်ကလေးကရှုံးပြီးသားလို့တောင်ပြောရမလို့ကိုချန်ပီယံလိစူပလာကြီးနဲ့ပတ်သက်ရင်နောက်မှမျောလင်းချက်တွေရိုက်ချိုးခံလိုက်တဲ့မမနဲ့မောင်လေးတို့ရဲ့အနေဝေးပြီးတော့သွေးအေးတဲ့ဆက်ဆံရေးလိုမျိုးပါပဲမမသားလေးမွေးရင်ချစ်ပွဲဆိုပြီးတော့နာမည်ပေးမယ်လို့ပြောတာကိုယုံခဲ့မိတဲ့20ချစ်ပွဲတို့နဲ့အပေါင်းပါတတိုက်ဟာခုဆိုရင်မမတစုံတယောက်နဲ့တူချစ်စပွဲကလေးလေးတူရသွားတာကိုသိလိုက်ချိန်မှာရှော့ရပြီးတော့ဖြစ်သွားတဲ့ခံစားချက်လိုမျိုးရုံမာလိုက်ကြတာဟာဆိုတဲ့စကားတစ်ခုနဲ့တင်ပြောစရာစကားတွေပျောက်ဆုံးခဲ့ရပြီးပဲဖြစ်ပါတယ်20ချစ်ပွဲတို့ဟာပြစ်ပယ်လို့သွားခဲ့တဲ့မမအောင်နှမျောတသဖြစ်နေတော့မဲဆိုပေမဲ့အိုးချင်းထားအိုးချင်းထိကြိုးချင်းထားကြိုးချင်းကြီးဆိုသလို20ချစ်ပွဲနဲ့ဆိုရင်ကြောက်ဆောင်လို့ခတ်ထန်မာကြောတတ်တဲ့မမဟာခုဆိုသူ့ရဲ့နားမှာရေလိုင်းလိုအမြဲတိုက်စားနေတတ်တဲ့စားနေကြကြောင်ပါးကြီးနောက်ကိုနောက်တစ်ချိန်တကောက်ကောက်လိုက်သွားပြီဖြစ်လို့ချစ်ပွဲတို့20ဘူးစောင်းခဲ့ရလို့ပြန်ရလိုက်တာကတော့ငိုကြေးတန်နေနဲ့အန်ကျိတ်တောက်ခေါက်တန်တွေပဲဖြစ်ပါတယ်ဒါတော့မပိုင်ဆိုင်ရတဲ့မမကိုညဆိုထားငိုပြီးဘိုးပန်းခဲ့တဲ့20ချစ်ပွဲတို့အတွက်တော့အရာရာနောက်ကျသွားပြီဖြစ်လို့မမရဲ့အချစ်ကိုရဖို့ဆိုတာကလည်းမိဘအမွေတောင်းသလိုထိုင်းမှရတာဖြစ်လို့ဇလန်းကမတ်တန်းဟာဆိုပြီးပြောလို့ရသွားပြီဖြစ်ပါတယ်ဒီနေရာမှာမမဆိုအမီနာမဥရောပချန်ပီယံလိဖလားကြီးကိုဆိုလိုတာဖြစ်ပြီးစားနေကြကြောင်ပါးကြီးကတော့20ချစ်ပွဲတို့ပြစ်ပယ်လို့ထားရအောင်လုပ်ပြခဲ့တဲ့ BSG အသင်းလို့ပြောရင်းနဲ့20ချစ်ပွဲတို့ရဲ့ရင်းနှင်းစရာ3ပွင့်ဆိုင်ဇလန်းလေးကိုဒီကုန်းချုပ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်